တော်ပြီလေဆရာလည်းတော်တော့လေစီလကန်းစော်စီတန်ကြည်လိမ့်စေကြီးမင်းကငါဘလောက်ဖိုက်ခဏလေးနဲ့နာကျင်မှုတွေပြတ်သွားတာဒီစီလကန်းစော်စီတန်ကြည်လိမ့်စေကြီးကြောင့်ကိုခုတော့နင်ဒီစေးမရှိတော့ငါဖိုက်တည်းနင်ခံနိုင်မလားစောင့်ကြည့်ရသေးတာပေါ့ Brownie Fire ရဲ့ကောင်းကြီးပါကျေးဇူးတင်ပါတယ်တကယ်ချင်းနေပေးတဲ့လက်ဆောင်လေးကြောင့်ဒီပွဲမှာအနိုင်ရခဲ့တာလေ ငါနေ့ကဘာလက်ဆောင်ပေးလို့ ဘာလက်ဆောင်ပါလဲနေအမြဲတုံးနေတဲ့စီလာရဲ့ကန်းစော်စီတန်းကြီးလိမ့်စေးကြောင့်လေ ဟိုတူ